ပြီးမှဆိုရင်အခု Facebook မှာခဏခဏတွေ့ရတယ်เนาะ73နှိမ့်14နှိမ့်တောင်မှမင်္ဂလာဆောင်ဒါတွေတွေ့နေရတယ်ပြီးတော့မှ18နှစ်အခုခဲဆိုရင်တော့အသက်25နှစ်ဆိုရင်တော့အရွယ်လွန်တယ်လို့မျိုးတောင်မှမြင်နေကြတယ်ပေါ့နော်ဆိုတော့အိမ်ထောင်မကြဖူးသေးတဲ့သူတွေလက်ထမင်္ဂလာမဆောင်နှင်းဖူးသေးတဲ့သူတွေကကြတော့ငါချစ်သူနဲ့မင်္ဂလာသာဆောင်လိုက်ရလို့ရှိရင်ငါဘလို့တွေဘဝကိုတီထောင်မယ်ဘလို့တွေရှင်သန်မယ်ဆိုပြီးတော့မမိသားစုဘဝကိုဘလို့လေးနေမယ်ဆိုပြီးတော့စိတ်ကူးရင်ကိုစီနဲ့နော်စိတ်ကူးတွေရင်ပြီးတော့မှစိတ်ကူးတွေမှာတော့ကောင်းလိုက်တာပြောစရာတွေထဲဆိုးတာဘာမှမရှိဘူးကောင်းတာတွေထဲတွေးနေကြတယ်ပေါ့နော်ဒါပေမဲ့အိမ်ထောင်ကြပြီးသားသူတွေအဲ့ဒီထဲမှာမှအိမ်ထောင်တဲ့10နှစ်15နှစ်အနှစ်20ရှိပြီးသားသူတွေကအိမ်အယောက်100မှာ90ရာခိုင်နှုန်းလောက်ကတော့ဘယ်လိုပြောရမလဲအိမ်ထောင်ကြခဲလို့ခက်ခဲတဲ့ရုန်းကန်မှုနဲ့ကြုံတွေ့လာရတယ်ဆိုရင်ငါဘာလို့အိမ်ထောင်ကြခဲ့တာပါလဲငါဘာလို့ယောက်ျားယူခဲ့တာပါလဲငါဘာလို့မိန်းမယူခဲ့တာပါလဲငါဘာလို့မြတ်သူ့ကိုချစ်ခဲ့တာပါလဲဆိုပြီးတော့မှအဲ့ဒီမေးခွန်းတွေနဲ့ပဲရှင်တန်ကြရတယ်ဒါပေမဲ့10% လောက်ဒီ10ရာခိုင်နှုန်းလောက်ကြတော့တကယ်ကိုချစ်တဲ့ယောက်ျားနဲ့ရမယ်တကယ်ကိုဂျင်းနာတတ်တဲ့မိန်းမနဲ့ရမယ်တကယ်ကိုဘာမှအပြစ်ပြောစရာမရှိအမြဲတမ်းပျော်ရွှင်မှုတွေပေးနေတဲ့အိမ်ထောင်ဖက်နဲ့ရတယ်ဆိုရင်နောင်တရစရာတော့မရှိဘူးပေါ့နော်ဆိုတော့အဲ့ဒီထဲမှာဒီအိမ်ထောင်ကြပြီးမှဆိုရင်အခု Facebook မှာခဏခဏတွေ့ရတယ်เนาะ73နှိမ့်14နှိမ့်တောင်မှမင်္ဂလာဆောင်ဒါတွေတွေ့နေရတယ်ပြီးတော့မှ18နှစ်အခုခဲဆိုရင်တော့အသက်25နှစ်ဆိုရင်တော့အရွယ်လွန်တယ်လို့မျိုးတောင်မှမြင်နေကြတယ်ပေါ့နော်ဆိုတော့အိမ်ထောင်မကြဖူးသေးတဲ့သူတွေလက်ထမင်္ဂလာမဆောင်နှင်းဖူးသေးတဲ့သူတွေကကြတော့ငါချစ်သူနဲ့မင်္ဂလာသာဆောင်လိုက်ရလို့ရှိရင်ငါဘလို့တွေဘဝကိုတီထောင်မယ်ဘလို့တွေရှင်သန်မယ်ဆိုပြီးတော့မမိသားစုဘဝကိုဘလို့လေးနေမယ်ဆိုပြီးတော့စိတ်ကူးရင်ကိုစီနဲ့နော်စိတ်ကူးတွေရင်ပြီးတော့မှစိတ်ကူးတွေမှာတော့ကောင်းလိုက်တာပြောစရာတွေထဲဆိုးတာဘာမှမရှိဘူးကောင်းတာတွေထဲတွေးနေကြတယ်ပေါ့နော်ဒါပေမဲ့အိမ်ထောင်ကြပြီးသားသူတွေအဲ့ဒီထဲမှာမှအိမ်ထောင်တဲ့10နှစ်15နှစ်အနှစ်20ရှိပြီးသားသူတွေကအိမ်အယောက်100မှာ90ရာခိုင်နှုန်းလောက်ကတော့ဘယ်လိုပြောရမလဲအိမ်ထောင်ကြခဲလို့ခက်ခဲတဲ့ရုန်းကန်မှုနဲ့ကြုံတွေ့လာရတယ်ဆိုရင်ငါဘာလို့အိမ်ထောင်ကြခဲ့တာပါလဲငါဘာလို့ယောက်ျားယူခဲ့တာပါလဲငါဘာလို့မိန်းမယူခဲ့တာပါလဲငါဘာလို့မြတ်သူ့ကိုချစ်ခဲ့တာပါလဲဆိုပြီးတော့မှအဲ့ဒီမေးခွန်းတွေနဲ့ပဲရှင်တန်ကြရတယ်ဒါပေမဲ့10% လောက်ဒီ10ရာခိုင်နှုန်းလောက်ကြတော့တကယ်ကိုချစ်တဲ့ယောက်ျားနဲ့ရမယ်တကယ်ကိုဂျင်း